မြတ်ဗုဒ္ဓနှင့်နာလန္ဒတထေရကြီးဥပါလိအပိုင်းနှစ်တရားဒေသနာတော်မြတ်စွာဘုရားနှင့်ပါဝါရိကတည်းဥယျာဉ်အတွင်းမှာနာလန္ဒတထေရကြီးဥပါလိဆုံတွေ့ပြီးတဲ့အခါမှာအယူဆနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုဖို့မြတ်စွာဘုရားကသစေခောတွန်ခါပတိသစ္စေပဋိဋ္ဌာယမန္တေယတိတိယနောဣထာကထသလဘောအမှန်တရားပေါ်မှာရှက်တိပြီးတော့ဆွေးနွေးမယ်ဆိုရင်ဆွေးနွေးမယ်လို့ဒီချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်လို့မြတ်စွာဘုရားပြောတယ်အမှန်တရားပေါ်မှာယက်တိပြီးတော့ဆွေးနွေးတာမဟုတ်လို့ရှင်ကိုကြိုက်တာကိုရှည်တန်းတင်ပြီးတော့ပြောကြမှာဖြစ်တယ်အဲ့ဒါကြတော့ငင်းခုန်ပွဲတစ်ခုဖြစ်သွားဆွေးနွေးပွဲမဟုတ်တော့ဆွေးနွေးပွဲဆိုတာအမှန်တရားကိုသိဖို့သာဖြစ်တယ်ဒါကြောင့်မို့မှန်နဲ့မှားတယ်ဆိုတဲ့အချက်တွေမှာဘာကြောင့်မှန်တယ်ဘာကြောင့်မှားတယ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာအမှားနဲ့အမှန်ဆိုတာထင်ထင်ရှားရှားသိနိုင်တယ်သို့တော့မှန်မှန်သိတဲ့အခါမှာရှောင်တိတ်ပြီးတော့ထွက်သွားတတ်တယ်အဲ့လိုလည်းမဖြစ်ရဘူးမှားတယ်ဆိုရင်ဝန်ခံရမယ်မှန်တယ်ဆိုရင်လည်းမှန်တာကိုလက်ခံရမယ်အဲ့ဒါကိုဆွေးနွေးတဲ့အခါမှာအမှန်တရားသိရှိဖို့မှန်တရားပေါ်မှာယက်တည်ပြီးတော့ဆွေးနွေးတာဟာဆွေးနွေးပွဲဖြစ်တယ်သူကလည်းသူကြိုက်တာပြောမယ်ကိုကလည်းကိုကြိုက်တာပြောမယ်သူကလည်းသူဟာအမှန်တရားကိုကလည်းကိုဟာအမှန်တရားဆိုဒါမျိုးကြတော့ဆွေးနွေးစရာမလိုဘူးအဲကြောင့်မြတ်စွာဘုရားစကားနဲ့ချုပ်ကင်ထားလိုက်တာတထေးကြီးအမှန်တရားပေါ်မှာရှက်တိပြီးတော့ဆွေးနွေးမယ်ဆိုရင်ဆွေးနွေးတာပေါ့လို့ပြောလိုက်တယ်အဲ့ဒီမှာသူကသစ္စေအဟံဗန္တိပဋိဋ္ဌာယမန္တတာမိအမှန်တရားပေါ်မှာယက်တိပြီးတော့ဆွေးနွေးပါမယ်ဆွေးနွေးပွဲဖြစ်ပါစေဝန်ခံချက်ကလေးပေးလိုက်တယ်သူဟာအမှန်လို့ပြောပြီးမဆွေးနွေးနဲ့နော်ဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ဆိုတာအမှားမှန်ဆိုတာရှိပြီးသားပဲအဲ့တော့သူဝန်ခံကြတဲ့ရတဲ့အတိုင်းမြတ်စွာဘုရားကစတင်ပြီးတော့ဆွေးနွေးတယ်တန်ခိမိညတိခါပတိဘယ်လိုထင်လဲတဲ့ဘယ်လိုထင်လဲလို့မေးတဲ့စကားကအင်္ဂလိပ်စကားမှာ what is your opinion ဆိုတာနဲ့တူတူပဲမင်းထင်မြင်ယူဆချက်ကဘာလဲကိုထင်မြင်တာကိုပြောလို့ရတယ်ဒီမှာနော်ဖြေလို့ရတယ်မေးခွန်းထုတ်တယ်မြတ်စွာဘုရားဘယ်လိုမေးခွန်းထုတ်တယ်ဆိုကဲငါမေးမယ်ဘယ်လိုထင်လဲနိခန္ဓတယောက်ဟာနိခန္ဓဘာသာချိန်ဘာသာကိုကိုးကွယ်တဲ့နိခန္ဓတယောက်ဟာအပြင်းထန်နေမကောင်းဖြစ်နေတယ်သူယောဂဘာလို့ဆိုရင်ရှေးအေးတောက်ရမှပျောက်တဲ့ယောဂမျိုးတိကျကြောင့်ဖြစ်ပြီးတော့ဖြားနေတဲ့ယောဂနော်ရှေးအေးတောက်ရမှပျောက်တယ်ဒါပေမဲ့လို့သူကအကြီးကျယ်နေမကောင်းနေတာနေမကောင်းတော့နိဂန္ဓရဲ့ဝါဒအရာရှေးအေးတောက်ခွင့်မရှိဘူး။ဘာကြောင့်မရှိတော့ဆိုရင်ရှေးအေးဆိုတာရေအစိမ်းကိုပြောတာနော်။တိတော်ရကလို့တော့ဒီမှာတော့သုံးတယ်။တိတော်ရကပဋိခိတ်တော်ရေခဲတက်တာတဲ့ထဲတာလို့အေးတဲ့ရေအေးမဟုတ်ဘူး။ရှေးအစိမ်းနော်။ကြွချက်ထားတဲ့ရေမဟုတ်တာကိုပြောတာ
တိတော်တက်ကပဋိခေတော်သူတို့ဘာသာဝါဒအရရှေးမတော့ရဘူးလို့တားမြစ်ထားတယ်ရှေးနွေးသာတောက်ခွင့်ရှိတယ်ဘာလို့လဲဆိုပဂတိရေကအသက်ရှိနေတယ်ကြိုချက်လိုက်တဲ့အခါကျတော့သိသွားတယ်ဒီလိုဆိုလို့တယ်နော်သူနိကန္ဒဝါဒအရာမြူမုံလေးတွေမှာလည်းအသက်ရှိတယ်မီးမှာလည်းအသက်ရှိတယ်ရေမှာလည်းအသက်ရှိတယ်အဲကြောင့်မို့လို့ပါဠိပါဒလွတ်ဖို့အတွက်ရှေးစိမ်းကိုရှေးအေးကိုအောက်ခွင့်မရှိဘူးတောက်ရင်ပါဠိပါဒပြစ်မှုကျူးလွန်ရရောက်တယ်ရှေးနွေးပဲတော့ကြွချက်ပြီးသားရေကိုပဲတော့မကြွချက်တဲ့အခုကတော့ကျမ်းမာရေးအတွက်ကြွချက်ပြီးတဲ့ရေတော့တာကျမ်းမာရေးမကြွချက်ရတဲ့ရေကိုမတော့ဘူးနိဂန္ဓဝါဒကမကြွမချက်ရတဲ့ပဂတိရေဟာအသက်ရှိတယ်စီဝါရှိတယ်ဒါကြောင့်မို့အဲ့ဒါတောက်လိုက်လို့ရှိရင်တောက်လိုက်ခြင်းအဖြစ်ရှေ့ထဲမှာရှိတဲ့စီဝါပျက်စီးသွားအဲ့တော့ကိုယ်ကတတ်လိုက်တာနဲ့တူတူပဲအဲ့တော့သူ့ယောဂကလည်းရေမကြိုချက်တဲ့ရေစိမ်းကိုရေအေးကိုတိတ်တောက်ချင်တာစိတ်အနေနဲ့တော့တိတ်တောက်ချင်နေတယ်သို့တော့ရှေးအေးလေးတစ်ခွက်ပေးပါရှေးအေးတောက်ပြရစေရှေးအေးလေးတစ်ခွက်ပေးပါဆိုရင်ဝစီကံနဲ့ဖောက်ဖြစ်တာဖြစ်သွားနော်ရှေးအေးလေးတစ်ခွက်ကိုတောက်ဖို့ထားယူမယ်ဆိုလို့ရှိရင်နော်ကာယကံဖောက်ဖြစ်တာဖြစ်တယ်အဲ့ဒီဝစီကံနဲ့သူကမပြောဘူးထိန်းထားလိုက်တယ်ကာယကံနဲ့လည်းပဲရေအေးကိုထားမတော့ဘူးသို့တော့စိတ်ထဲကတော့ရှေးရေအေးတောက်ချင်အဲ့ဒီအနေထားမျိုးရောက်သွားတယ်နော်အဲ့တော့နိဂန္ဓတရားနေပကောင်းထိုင်မှသာဖြစ်နေလို့မကြိုချက်တဲ့ရေကိုသူကတောက်ချင်တာအဲ့ဒါတောက်ရမှသူယောဂတက်တာသူကကြိုချက်ပြီးသားရေတွေကြီးပဲတောက်နေရတယ်ရှည်နွေးတွေကြီးပဲတောက်နေရတယ်တောက်နေရတော့ယောဂတိုးတယ်ရှည်အေးမရတော့သူယောဂတိုးတယ်ယောဂတိုးပြီးနောက်ဆုံးမှအသက်ထိခိုက်ပြီးတော့သိဆုံးသွားတယ်ရှည်မတော့ရလို့သိသွားတယ်မြတ်စွာဘုရားပေးတယ်နော်မြတ်စွာဘုရားနိဂန္ဓတယောက်ဟာတဲ့သူတို့ရဲ့ဘာသာဝါဒအရရှေးအေးကိုတားမြစ်ထားတယ်ရှေးနွေးပဲတောက်ခွင့်ရှိတယ်သူကအကြီးကျယ်နေပကောင်းတဲ့အခါမှာရေအေးကိုတောက်ချင်တယ်တောက်ချင်တဲ့ဆန္ဒကပြင်းပြတယ်ဒါပေမဲ့ကာယကံကိုထိမ့်သိမ့်တဲ့အနေနဲ့ထမတော့ဘူးဝစီကံကိုထိမ့်သိမ့်တဲ့အနေနဲ့ကာယဌာနဝစီဌာနပြစ်မှုကြောက်တာနဲ့သူဟာအောင်ဤပြီးတော့နေလိုက်တယ်ပါဇက်ကလည်းရှေ့အေးပေးပါလို့မတောင်းအဲ့ဒါနဲ့ယောဂတိုးပြီးတော့သေသွားတယ်အဲ့ဒီလိုသေသွားလို့ရှိရင်အဲ့ဒီနိခန္ဓဟာဘယ်ရောက်သွားလဲနောက်ဘဝဘယ်ရောက်လဲရေအေးကိုသူကရှေ့အေးကဆိုတော့ရေအေးတောက်တာကတိလပဲသူတို့ကရေအေးကိုရှောင်ရမှာလေတိလနော်သူရှောင်နေစိတ်ထဲကရှောင်နေတယ်နောကအနေနဲ့ရှောင်နေစိတ်ထဲကတော့ကျွလွန်နေလေကာယကံဝစီကံအနေနဲ့သူမလုပ်ဘူးကာယကံအနေနဲ့စိတ်ကတော့ရေအေးကိုတောက်နေတယ်စိတ်နဲ့တော့တောက်နေတယ်အဲ့တော့ကာယကံကိုထိမ့်သိမ့်ပါလေရဲ့တန်းနဲ့မနောကံတော့သူမထိမ့်နိုင်ဘူးသိတောက်ချင်းနေတယ်အဲ့ဒါလို့တောက်ချင်းရဲ့တန်လန့်အောင်ဤနေရင်ကနေသိသွားလို့ရှိရင်သူဟာဘယ်ပုံရောက်တယ်လို့မင်းတို့ဆရာကြီးကဟောတယ်ပြောတဲ့အခါအရှင်ဘုရားတဲ့မနောတတ္တလို့ခေါ်တဲ့စိတ်ဆွဲလန်းတဲ့နတ်မျိုးဆိုတာရှိတယ်ပေါ့စိတ်ဆွဲလန်းတဲ့နတ်အဲ့ဒီမနောတတ္တဆိုတဲ့
နတ်ဘဝသူရောက်သွားတယ်အဲ့ဒီနတ်ပြည်မှာဖြစ်တယ်လို့မနောတတ္တဆိုတဲ့တတ္တဝါဖြစ်တယ်သူဆိုလို့ဘာဖြစ်လို့လို့ဆိုလို့ရှိရင်တဲ့သူဟာစိတ်ဆွဲလန်းမှုနဲ့သိသွားတာဖြစ်လို့တဲ့ကြည့်တော့သူကကာယကံတော့ထိမ့်သိမ်းဆောက်ရှောက်တယ်ကာယဌာနမကျူးလုံးဝစီဌာနလည်းမကျူးလုံးသို့တော့မနောဌာနကိုတော့သူကျူးလွန်နိုင်တယ်စိတ်ထဲကမအောင်နိုင်စိတ်ထဲကတော့သူတောက်တယ်စိတ်နဲ့တောက်တယ်ပေါ့အဲ့ဒီစိတ်နဲ့တောက်လို့စိတ်ဆွဲလန်းမှုကိုကြောက်ပြုပြီးသူဟာသေသွားတယ်အဲ့တော့သူပြောလိုက်တဲ့စကားအရာတကယ်ကာယတဏ္ဍဝစီတဏ္ဍဒီနှစ်ခုကကာယတဏ္ဍကသူကအပြစ်ကြီးတယ်လို့ပြောထားတာအဲ့ဒါကိုမကျူးလွန်ပါပဲလျက်နဲ့မနောတဏ္ဍကအပြစ်မကြီးဘူးလို့သူပြောတယ်ကာယတဏ္ဍဝစီတဏ္ဍအပြစ်ကြီးတာတွေကိုမကျူးလွန်ပါပဲလျက်နဲ့မနောတဏ္ဍဆိုတဲ့ဘာမှပြစ်မှုကျူးလွန်တာမဟုတ်တဲ့စိတ်ဆွဲလန်းမှုလေးနဲ့အဲ့ဒီဘုံဘဝကိုရောက်သွားတယ်ဆိုတော့သူစကားအရပြောမှဆိုရင်မနောကပြစ်ကြီးတယ်ဖြစ်နေဗျာဘာလို့လဲဆိုသူကထိန်းတယ်လေသူတို့အပြစ်ကြီးတယ်ပြောတဲ့ကာယကံကိုသူထိန်းတယ်ဝစီကံလည်းထိန်းတယ်အဲ့ဒီထိန်းထားတဲ့ကာယကံဝစီကံကအကျိုးမပေးပါပဲနဲ့မနောကံကဝင်အကျိုးပေးနေတယ်ဆိုမနောကံအသာနေတဲ့အဓိပ္ပာယ်ရောက်နေတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာကဲမင်းဒီလိုဆိုတာဆိုလို့ရှိရင်တော့တဲ့မနောကံတတ်တဲ့မနောတတ္တဖုံရောက်သွားတယ်ဆိုရင်စဉ်းစားပြီးတော့ပြောတော့တဲ့ဖြေတာကိုစဉ်းစားပြီးမှဖြေတဲ့အဲ့ဒီတိုင်းဆိုလို့ရှိရင်ရှေ့စကားနဲ့နောက်စကားမညီတော့ဘူးသူပြောခဲ့တဲ့ရှေ့စကားကဘာတော့ကာယတဏ္ဍဝစီတဏ္ဍကအပြစ်ကြီးတယ်မနောတဏ္ဍကအပြစ်မကြီးဘူးလို့ပြောခဲ့တယ်လေအခုကမနောတဏ္ဍနဲ့ခံနေရပြီကာယတဏ္ဍကိုတော့ထိမ့်သိမ့်ရဲ့တန်းနဲ့မနောတဏ္ဍနဲ့သူခံနေရပြီနော်ထိမ့်သိမ့်တာကကုသိုလ်ကျุလွန်တာကမနောကခံရတာမနောကနဲ့ပဲခံနေရတယ်သူကထိမ့်သိမ့်တာနဲ့ထိမ့်သိမ့်တဲ့ကာယကံကဘာမှအကျိုးမပေးပဲနဲ့စိတ်ထဲမှာဖြစ်တဲ့မနောကဝင်အကျိုးပေးတယ်ဆိုအထိပ္ပယ်ရောက်သွားတယ်လေအဲ့တော့သူပြောခဲ့တဲ့ကာယတဏ္ဍကအပြစ်ကြီးပါတယ်မနောတဏ္ဍကအပြစ်မကြီးပါဘူးဆိုတဲ့ရှေ့စကားနဲ့အခုမနောတဏ္ဍအကြောင်းဒီဘုံကိုရောက်ရပါတယ်လို့ပြောတဲ့နောက်စကားဟာဆက်ဆက်မှုမရှိတော့ဘူးမှားနေပြီမညီညွတ်တော့ဘူးမှားနေပြီရှေ့စကားနဲ့နောက်စကားမမှန်တော့ဘူးတဲ့သင်ကိုယ်တိုင်ပြောခဲ့တယ်အမှန်တရားပေါ်မှာယက်တည်ပြီးတော့တပည့်တော်ဆွေးနွေးပါမယ်ဒါကြောင့်မို့စကားပြောပွဲဆွေးနွေးပွဲဖြစ်ပါစေလို့မင်းကိုယ်တိုင်ပြောခဲ့တယ်နော်လို့မြတ်စွာဘုရားထောက်ပြတာအဲ့တော့အရှင်ဘုရားဘယ်လိုပဲပြောနော်အရှင်ဘုရားကမနောကအပြစ်ကြီးတယ်လို့ဘယ်လိုပဲပြောတပည့်တော်ကတော့ကာယဒါနအပြစ်ကြီးတယ်လို့ပဲထင်ပါတယ်ကာယဒါနကအပြစ်ကြီးတယ်လို့ထင်ပါတယ်ဝစီဒါနနဲ့မနောဒါနကကာယဒါနတော့အပြစ်မကြီးဘူးလို့တပည့်တော်ရုပ်ရှုဆပါတယ်လို့သူ့ဝါဒကိုပဲပြန်ပြီးတော့ထပ်ပြောတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနောက်တစ်ဆင့်တက်ပြီးတော့မေးတယ်ကဲငါပြောမယ်မင်းဘယ်လိုထင်လဲတဲ့နိခန္ဓနာတပုဒ္ဒဟာစတုယမတံဝရလို့ဆိုတဲ့စိကံချက်ကိုချထားတာရှိတယ်လေးဘက်လေးထံကထိမ့်သိမ့်ဆောက်ရှောက်မှုလေးဘက်လေးထံထိမ့်သိမ့်ဆောက်ရှောက်မှုဆိုတဲ့ကျင့်စဉ်တရားကိုစတုယမတံဝရဆိုတဲ့ကျင့်စဉ်ကိုဖော်ပြထားတာရှိတယ်တဲ့အဲ့ဒီလေးဘက်လေးထံကထိမ့်သိမ့်ဆောက်ရှောက်မှုဆိုတာဘာပြောတာတော့ပါဏာတိပါဒကိုကိုယ်တိုင်လည်းမလုပ်ဘူးတိုက်လည်းမတိုက်တော်ဘူးသဘောလည်းမတူဘူးဒါတစ်ချက်အဒိဏဒါနကိုကိုယ်တိုင်လည်းမလုပ်ဘူးတိုက်လည်းမတိုက်တော်ဘူးသဘောလည်းမတူဒါတစ်ချက်မုဒ္ဒဝါဒကိုကိုယ်တိုင်လည်းမပြောဘူး
တိုက်လည်းမတိုက်တော်မူသဘောလည်းမတူဆိုလိုတာကပါဏာတိပါဒရှောင်းတယ်သူများကိုလည်းမတိုက်တော်မူကိုယ်လည်းသဘောမတူဘူးအဲ့ဒီပါဏာတိပါဒရှောင်းတာကတစ်ခုအရိဏဒါနရှောင်းတာတစ်ခုမုဒ္ဒဝါဒရှောင်းတာကတစ်ခုနော်မုဒ္ဒဝါဒရှောင်းတာတစ်ခုစာတုယမတံဝရမှာမုဒ္ဒဝါဒရှောင်းတာတစ်ခုနောက်တစ်ခုကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်လည်းမတောင်းတဘူးသူများကိုလည်းမတောင်းတစေဘူးနောက်သဘောလည်းမတူဘူးသူရှောင်တာနော်ဆိုလိုတာကပါဏာတိပါဒကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းရှောင်စေတယ်အာရိဏန္ဒကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းရှောင်စေတယ်မုဒ္ဒဝါဒကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းရှောင်စေတယ်ကာမဂုဏ်အာယုန်တွေကိုကိုယ်တိုင်လည်းမတန်တဘူးသူများကိုလည်းမတန်တစေဘူးသူဆိုတာအဲ့ဒါကိုသတ္တုယမတံဝရနော်သတ္တုယမတံဝရလို့ခေါ်တယ်ဒါကအထက်ကရာဖွင့်ပြတဲ့ဟာဒီပါဠိထဲမှာတော့သတ္တုယမတံဝရတံဝုတောဆိုပြီးတော့ပါပြတော့သဗ္ဗဝါရိဝါရိတောသဗ္ဗဝါရိယုတ်တောသဗ္ဗဝါရိဖုသဗ္ဗဝါရိထုတောသဗ္ဗဝါရိဖုတောလို့အဲ့လေးမျိုးကိုလည်းပဲသတ္တုယမတံဝရလို့ဆိုကြတယ်အဲ့ဒီလေးချက်ကဘာလို့ဆိုရင်သဗ္ဗဝါရိဝါရိတောဝါရိတခုကရေဝါရိတာတားမြစ်တာမကြိုချက်တဲ့ရေကိုမတော့ဘူးလို့တားမြစ်တာဒါတခုရေစိမ်းကိုမတော့ဘူးလို့တားမြစ်တာတခုသဗ္ဗဝါရိရှုပ်တော်ဆိုတာမကောင်းမှုအဟုသူတွေကရှောင်ရမယ်လို့မိတ်ဆိုတာတခုသဗ္ဗဝါရိထုတော်မကောင်းမှုအကုသိုလ်တွေကနေပြီးတော့တွန်းလှန်ဖယ်ရှားပြရမယ်မကောင်းမှုအကုသိုလ်မှန်သမျှတွန်းလှန်ဖယ်ရှားပြရမယ်ဆိုတာတခုသဗ္ဗဝါရိဖုတော်မကောင်းမှုအကုသိုလ်တွေနဲ့ထိတွေ့မှုမရှိအောင်လုပ်ရမယ်လို့ပြောတာတခုဆိုလိုတာအကုသိုလ်မှန်သမျှရှောင်မကြိုးချက်တဲ့ရေကိုဘယ်တော့မှမတောင်းနဲ့ဒီလေးချက်တားမြစ်ထားတာဒါနိကန္ဒဝါရမတာဘုရားဘာသာမှာပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယမိဆိုရတယ်လို့ပဲနော်ရှေးအေးကိုမတော့ပါဘူးဆိုတာသီလရှေးအေးမတော့တာသီလရေစိမ်းကိုမတော့တာသီလမကောင်းမှုအဟုသူတွေနဲ့မပတ်သက်တာသီလမကောင်းမှုအဟုသူတွေကိုဖျက်ဆီးတာသီလမကောင်းမှုအဟုသူတွေကိုမထိတွေ့အောင်လုပ်တာသီလဒါသူတို့သီလကအဲ့ဒီလိုအကုသိုလ်မှန်သမျှရှောင်ဖို့ဆိုတာပြညတ်ထားပြီးတော့တဲ့သူဟာလမ်းသွားတယ်ရှေ့သွားတယ်နောက်ပြန်သွားတယ်ဆိုပါစို့လမ်းလျှောက်တယ်ပေါ့လမ်းလျှောက်တဲ့အခါမှာများစွာသောပိုးကောင်သေးသေးလေးဟာတက်နေပိုးကောင်သေးသေးလေးတွေကိုတက်နေမိပြီးတော့သူလမ်းလျှောက်တဲ့လမ်းမှာရှိတဲ့ပိုးကောင်တွေကုန်သေးကုန်ပွဲစိတ်တွေနေမိပွဲစိတ်တွေသေးအဲ့တော့ကာယကံဖြစ်နေပုံကိုပြောတာနော်ပွဲစိတ်တွေတက်နေမိတယ်ပွဲစိတ်တွေသေးတယ်ပိုးကောင်လေးတွေသေးတယ်သူလမ်းလျှောက်တာသေးတယ်အဲ့ဒါတွေသေးတယ်အဲ့ဒီလိုလမ်းလျှောက်တာအကုသိုလ်မှန်သမျှရှောင်ရမယ်ဆိုတဲ့သတ္တုယမတံဝရစိကံချက်ကြီးချပြီးတော့အကုသိုလ်ရှောင်တာသို့တော့လမ်းလျှောက်ရင်ပိုးကောင်တွေဥတတ်တော်ရတွေကဖြစ်နေတယ်ပေါ့အဲ့ဒါလို့လမ်းလျှောက်လို့ပိုးကောင်တွေသေသွားပြီဆိုလို့ရှိရင်နိဂန္ဓနာတဗုဒ္ဓကဘယ်လိုအကျိုးပေးတယ်ဆိုပြောလာတဲ့နော်လမ်းလျှောက်လို့ပိုးကောင်တွေသေတာရဲ့အပြစ်ကိုပြောလာဘာဖြစ်လဲအဲ့လိုပိုးကောင်တွေသေလို့ရှင်ဘာဖြစ်လဲလို့ပြညတ်လဲတဲ့ဆိုအရှင်ဘုရားတဲ့
ရှိရွယ်ချက်မရှိလို့ရှိရင်တော့အပြစ်မရှိဘူးလို့ပြောပါတယ်တဲ့ရှိရွယ်ချက်ရှိတယ်ဆိုရင်တော့အပြစ်ကြီးတယ်လို့ပြောပါတယ်ရွယ်ချက်မရှိလို့ရှိရင်အပြစ်မကြီးဘူးနော်ရွယ်ချက်မရှိရင်အပြစ်မကြီးဘူးလို့ပြောတယ်ဆိုတော့သူမသိလို့လမ်းလျှောက်တာပိုးကောင်မမြင်ဘူးတက်နှင်းသွားတယ်သေးတယ်အဲ့ဒါ intention မရှိဘူးပိုးကောင်တတ်မယ်ဆိုစိတ်မပါဘူးအဲ့ဒီလိုပြောလို့ရှိရင်တဲ့အပြစ်မရှိဘူးအပြစ်မကြီးဘူးလို့တတ်မှတ်ပါတယ်သူပြောလိုက်တာနော်ကြည့်ကာယကံမှုနဲ့ကတော့ပိုးကောင်သိသွားပြီသို့တော့ရှိရွယ်ချက်စေရနာမပါသည့်အတွက်ကြောင့်အပြစ်မရှိဘူးလို့ပြောပြန်တယ်အဲ့တော့မြတ်စွာဘုရားမေးလိုက်တယ်ဒါဆိုလို့ရှိရင်တဲ့ရှိရွယ်ချက်ရှိရင်ရောတဲ့ရှိရွယ်ချက်ရှိရင်တော့အပြစ်ကြီးပါတယ်ဟောဒါဖြင့်အဲ့ဒီရွယ်ချက်ဆိုတဲ့ intention ဆိုတဲ့စေရနာကိုနိဂန္ဓကဘယ်ထဲမှာထည့်ပြီးတော့ပြောတယ်လဲအဲ့ဒါကြတော့မနောဒန္တာထဲမှာထည့်ပါတယ်ဖြစ်သွားတယ်စေရနာဟာမနောဒန္တာထဲမှာပါပါတယ်ကဲသူပြောလိုက်တဲ့စကားတွေကရှေ့စကားနဲ့နောက်စကားတွေလွဲချော်ကုန်နော်အဲ့တော့စေရနာကိုမနောဒန္တာထဲမှာထည့်တယ်ဆိုတော့ကာယတဏ္ဍကျူးလွန်ပါလျက်တာနဲ့စေရနာမရှိရင်အပြစ်မရှိဘူးရွယ်ချက်မရှိရင်အပြစ်မရှိဘူးစေရနာပါမှအပြစ်ရှိတယ်ဘုရားဟောတဲ့အတိုင်းဖြစ်သွားပြန်အဲ့ကြတော့သူပြောတော့ကာယကံကအပြစ်ကာယတဏ္ဍအပြစ်ကြီးဆုံးလို့ပြောတယ်ကာယတဏ္ဍနဲ့သူကတတ္တဝါတွေသိသွားပြီဒါပေမဲ့စိတ်စေရနာမပါသည့်အတွက်ကြောင့်အပြစ်မကြီးဘူးလို့ပြောတယ်စိတ်စေရနာပါရင်တော့အပြစ်ကြီးတယ်လို့ပြောတယ်အဲ့ဒါဖြင့်ဒီစေရနာကဘယ်ထဲမှာတော့ဆိုစေရနာမနောကံထဲမှာပါတယ်ဆိုတော့သူစကားရှေ့နောက်ကမညီတော့အဲ့ဒီမှာမြတ်စွာဘုရားထောက်ပြတယ်အေးတေချာစဉ်းစားတော့တဲ့တေချာစဉ်းစားပြီးမှဖြေတော့တခါပြောတဲ့စကားဟာရှေ့စကားနဲ့နောက်စကားနဲ့မကိုက်တော့ဘူးတဲ့ရှေ့စကားပါတော့ကာယတဏ္ဍဟာပြည့်ကြီးဆုံးမှာဝစီတဏ္ဍတို့မနောတဏ္ဍတို့ကတလောက်အပြည့်မကြည့်ပါဘူးသူကရှေ့စကားလို့ပြောတယ်အခုနောက်ပြောတဲ့အခါကျတော့စေရနာပါရင်အပြစ်ကြီးတယ်စေရနာမပါရင်အပြစ်မကြီးဘူးဖြစ်လာပြန်တယ်ဒါစေရနာပဲဟာဘယ်ထဲပါတာတော့ဆိုမနောတဏ္ဍလည်းပါတော့ဟောရှေ့စကားနောက်စကားတွေအကွဲလွဲမှုတွေဖြစ်ကုန်ရောအဲ့ဒါကိုမြတ်စွာဘုရားတခါပြောတဲ့စကားရှေ့စကားနောက်စကားလုံးဝမကြိုက်တော့ဘူးတဲ့နော်ကိုယ်တိုင်ကဝန်ခံထားတယ်နော်တဲ့အမှန်တရားပေါ်မှာယက်တည်ပြီးဆွေးနွေးပါမယ်စကားဆွေးနွေးပွဲဖြစ်ပါစေလို့သင်ကိုယ်တိုင်ဝန်ခံထားတာနော်ဘုရားကဘယ်မှန်လဲဆိုတာထောက်ပြနေတာနော်ကိုယ်အမှန်တရားအဲ့ဒါကိုသူကဆွညင်းလိုက်ပြန်တယ်အရှင်ဘုရားကဘယ်လိုပဲပြောကာယတဏ္ဍသာအပြစ်ကြီးပါတယ်မကောင်းမှုအောက်သို့လှုပ်တဲ့နေရာမှာကာယကံမြောက်ကအပြစ်ကြီးတယ်နော်ဝစီကံနဲ့မနောကံအဲ့လောက်အပြစ်မကြီးဘူးလို့ပြောပြန်ဒါဒုတိယတစ်ချိန်ထပ်ပြီးတော့ညင်းတာဒုတိယတစ်ချိန်ချညင်းတာသူမှန်မှန်တော့သိနေပြီဒုတိယတစ်ချိန်ထပ်ညင်းတော့မြတ်စွာဘုရားတတိယတစ်ချိန်ထပ်ပြီးတော့ပြောတယ်တန်ကိမညတိကဝတိတထေးဘယ်လိုထင်တယ်လဲတဲ့ဒီနာလန္ဒမြို့ကြီးဟာစီကားတယ်ပြည့်ပြည့်စုံတယ်လူဦးရေလည်းထူထပ်ပြပြတယ်အယောင်ဝယ်တွေကောင်းလို့မြို့ကြီးကစီကားတယ်မြို့သူမြို့သားတွေလည်းများတယ်အဲ့ဒါလို့မဟုတ်လားဆိုဟုတ်ပါတယ်နာလန္ဒမြို့ကြီးကစီကားတယ်လူဦးရေထူထပ်တယ်စီကားတယ်ကဲဘယ်လိုထင်တော့နဲ့ဒီမှာဓာတ်ကိုမိုးပြီးတော့ဓာတ်ကိုကင်ပြီးတော့နော်တရှည်ကြီးနဲ့တရှည်ကြီးကိုကင်ပြီးတော့ယောက်ျားတစ်ယောက်
လူတယောက်ရောက်လာတယ်သူကဘယ်လိုကျုံသွားတော့ဆိုရင်ငါဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့သရဝါရီမှန်သမျှတခဏအတွင်းအသားပုံဖြစ်စေရမယ်ဒါကြီးကင်ပြီးတော့သူကတခဏအတွင်းနာလန္ဒမြို့မှာရှိတဲ့တတ္တဝါတွေမှန်သမျှအကုန်လုံးတခဏအတွင်းမှာအသားပုံကြီးဖြစ်အောင်လုပ်မယ်အဲ့လိုကျင်းသွားတယ်ကဲဘယ်လိုထင်တုံးတဲ့အဲ့ဒီလူတယောက်ဟာတခဏလေးအတွင်းမှာနာလန္ဒရှိသမျှသတ္တဝါတွေကိုသူအသားပုံကြီးဖြစ်အောင်လုပ်နိုင်လားမလုပ်နိုင်ဘူးလားမြတ်စွာဘုရားမေးလိုက်တယ်အရှင်ဘုရားတယောက်တည်းမပြောနဲ့10ယောက်လည်းမလုပ်နိုင်ဘူးလူ20လည်းမလုပ်နိုင်ဘူးလူ30လည်းမလုပ်နိုင်ဘူးလူ40လည်းမလုပ်နိုင်ဘူး50လည်းမလုပ်နိုင်ဘူးဘာလို့လို့ဆိုနာလန္ဒမြို့ကြီးမှာရှိတဲ့သတ္တဝါတွေကအများကြီးတယ်တခဏအတွင်းမှာအသားပုံကြီးဖြစ်တော့သူမလုပ်နိုင်ဘူးတဲ့ဒါနဲ့ခုတ်လို့ရတော့မရဘူးတဲ့ဒါနဲ့ခုတ်ပြီးတော့အကုန်လုံးသတ်ဖို့ဆိုတော့သူမတတ်နိုင်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့အဲ့တော့ဒီတယောက်တည်းဆိုတာမပြောနဲ့10ယောက်တောင်မလုပ်နိုင်ဘူး50တောင်လူ50တောင်တခါနဲ့မလုပ်ဘူးဒီတယောက်တည်းဟာဘယ်မှာတတ်နိုင်ပါမလို့အေးဒါဖြင့်ကောင်းပြီဘလို့ထင်လဲအပြောမယ်ဝိဇ္ဇာအတ္တပညာတွေကိုသင်ထားတဲ့အာထပနိဋ္ဌိလို့ခေါ်တယ်ဒီမှာတော့အဋ္ဌိမှာစေတောဝသိပ္ပတ္တောဆိုတာဒီတမန်စံပင်ញင်ရတဲ့တကူကလူတတ်တာမဟုတ်ဘူးလူတတ်လို့မရဘူးတတ်မယ်ဆိုရင်လည်းအကုန်လုံးသူ့တကူကမစွမ်းဘူးအခုပြောတဲ့အဋ္ဌိမှာစေတောဝသိပ္ပတ္တောဆိုတာစိတ်ကိုပိုင်နိုင်ပြီးတော့တကူရှိတယ်ဆိုတာအထပနတကူပြောတယ်ဖေရင်က3ပုံရှိတယ်ဖေရင်3ပုံကအစပထမတော့ကဖေရင်က4ပုံဗမာပြည်ကဖေရင်ဟောစားတဲ့ဖေရင်ပြောတာမဟုတ်ဘူးဖေရာကျမ်းက4ပုံရှိတယ်အဲ့4ပုံနဲ့မယ်ပထမအမည်နာမတွေကဣရုဝေဒစစုဝေဒတာမဝေဒဒါဝေဒကျမ်းနေနောက်4ခုမြောက်ကအထပနဝေဒလို့ခေါ်တယ်ဣရုဝေဒယစုဝေဒတာမဝေဒတို့ကနတ်ပုဆိုတာတွေဖြစ်တယ်အာထပနဆိုတာ black up လို့ခေါ်တယ်ပယောဂအတ္တတွေတတ်တယ်လူကိုသိအောင်လုပ်တာပယောဂအတ္တပညာမန္တန်ဆုပ်တယ်လူသိအောင်လုပ်တယ်ပယောဂအတ္တတွေနဲ့လုပ်တယ်အင်းမြုပ်တယ်နှမ်းမြုပ်တယ်အင်းချပြီးတော့တတ်တယ်အဲ့ဒါတွေကအထပနလို့ခေါ်တယ်အခုပြောတဲ့အဲ့ဒီအထပနစွမ်းတကူဝိဇ္ဇာအတ္တမျိုးတတ်ထားတဲ့ပုဂ္ဂိုလ်ဟာတဲ့သူကရောက်လာပြီးတော့ကျိန်းဝါတယ်ငါဟာဟောဒီနာလန္ဒမြို့ကြီးကိုငါစိတ်နဲ့တယ်မယ်စိတ်ထဲကနေပြီးတော့ပြာဖြစ်သွားအောင်လုပ်လိုက်မယ်တခဏအတွင်းမှာပြာပုံကြီးဖြစ်သွားမယ်နာလန္ဒမြို့ကြီးကိုတခဏလေးနဲ့ပြချပလိုက်မယ်သူစိတ်နဲ့တယ်မယ်သူစွမ်းတကူနဲ့အလုံးကိုပြဖြစ်အောင်လုပ်မယ်သူကအဲ့လိုကျိန်းဝတယ်တဲ့ကဲတထေးကြီးဘယ်လိုထင်လဲတဲ့အဲ့ဒီအစွမ်းတကူရှိတဲ့အထပနအတ္တပညာတတ်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့စိတ်စွမ်းအားနဲ့ဒီနာလန္ဒမြို့ကြီးကိုပြဖြစ်အောင်လုပ်နိုင်သလားလုပ်နိုင်လားဆိုဒီနာလန္ဒတမျိုးတည်းမပြောနဲ့တဲ့အဲ့ဒီလိုအစွမ်းတတ္တိရှိတဲ့ဝိဇ္ဇာတပညာတတ်တဲ့ပုဂ္ဂိုလ်ဟာနာလန္ဒမျိုးပေါင်း30ကိုလည်းပြချပြနိုင်တယ်နာလန္ဒမျိုးပေါင်း20မျိုးပေါင်း30မျိုးပေါင်း40မျိုးပေါင်း50ပြချပြီးတော့တခဏအတွင်းပြဖြစ်အောင်သူလုပ်နိုင်တယ်တမျိုးတည်းဆိုတာမပြောပါတော့ပါဘူးတဲ့မျိုးပေါင်း50ထိအောင်သူလုပ်လို့ရပါတယ်တခဏလေးအတွင်း
အဲ့တော့သူဖြေလိုက်တာစိတ်ကစွမ်းနေပြန်နော်ခုနဓာနဲ့ခုတ်တာဆိုတာကာယကံစိတ်နဲ့တတ်တာမနောကံလေအဲ့တော့ကာယကံမြောက်လှုပ်တာကနာလနာမြို့ကုံတတ်ဖို့ဆိုတာမဖြစ်ဘူးစိတ်နဲ့တတ်တာကြတော့ဖြစ်ပြန် black up လို့ခေါ်တဲ့ပျော်ကအတတ်နဲ့လူတွေအားလုံးသို့မဟုတ်နာလနာမြို့ကြီးကိုသူကဒီဝိဇ္ဇာအတ္တပညာနဲ့မီးတောက်အောင်လုပ်လိုက်တာတခဏလေးအတွင်းနာလနာမြို့ကြီးကပြကြတော့သူစိတ်နဲ့ဖန်နေလို့ရတယ်လေမိလောင်နဲ့တွင်းပလိုက်တယ်အဲ့ဒါကိုနာလနာသတိကျပြောတယ်ရှင်ဗျာတစ်မြို့တည်းမဆိုထားပြီ10မြို့မြို့နဲ့10မြို့30မြို့40မြို့50တောင်မှတခဏလေးအတွင်းပြချပြစ်လို့ရပါတယ်ကိုယ်ရဒီစကားအရာကြည့်ပြန်တော့လေစိတ်ကပူဆွမ်းနေတယ်ကာယရဲ့စိတ်ကပူဆွမ်းနေပြန်အဲ့တော့သူစကားသူကပြောတာကာယကံကကာယတဏအပူပြစ်ကြည့်ပါတယ်လို့ပြောတယ်အခုသူပြောတဲ့ထောက်ခံချက်တွေကြတော့မနောတဏအပူပြီးတော့စွမ်းနေပြန်ရောရှစ်စကားနောက်စကားမညီတော့အဲ့ဒါကိုရသော်ပြထောက်စဉ်းစားပြောတော့တဲ့စဉ်းစားပြီးတော့ဖြေတယ်သင်ပြောတဲ့စကားရှေ့စကားနဲ့နောက်စကားလွဲချော်နေတယ်တဲ့ရှေ့စကားနဲ့နောက်စကားမဆက်ဆက်မိတော့ဘူးတဲ့သင်ကိုယ်တိုင်လည်းဝန်ခံချက်ပေးခဲ့တယ်တဲ့အမှန်တရားပေါ်မှာယက်တည်ပြီးတော့ဆွေးနွေးပါမယ်တပည့်တော်တို့ဆွေးနွေးပဲဖြစ်ပါစေလို့ပြောတယ်အဲ့တော့လည်းသူကစွန့်ညင်းမြန်တဲ့ဒီတတ္တရာအချက်အရှင်ဘုရားဘယ်လိုပဲပြောကာယဒနာအပြစ်ကြီးဆုံးပါတဲ့ကာယဒနာလို့ဝစီဒနာမနောဒနာတွေအပြစ်မကြီးပါဘူးတတ္တရာအကျိတ်ညင်းမြန်တယ်ညင်းတော့မြတ်စွာဘုရားကနောက်တစ်ခွက်ထပ်ပြောဗျာကဲငါပြောမယ်တဲ့တထေးဘယ်လိုထင်တော့လဲသူတန်တေတဏိကိရိညာကာလိင်္ဂရိညာမစ္ဆာရိညာမတ္တင်္ဂရိညာဖူတံဒီသမိုင်းကြောင့်လည်းပြောတာအဲ့ဒါတဏိကိမြို့ကြီးတစ်ခုလုံးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာကြားဘူးလားတဲ့ကာလိင်္ဂမြို့ကြီးတစ်ခုလုံးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာကြားဘူးလားတဲ့မစ္ဆာတိုင်းကြီးတစ်ခုလုံးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာကြားဘူးလားတဲ့မတင်္ဂဆိုတဲ့တိုင်းပြည်ကြီးတစ်ခုလုံးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာကြားဘူးလားတပည့်ကြောင့်မှရှိတယ်နော်အခုကပြောကြတဲ့တမိုင်းတွေထဲမှာတော့ဘာတော့ဆိုအတ္တလန်တိတ်စီတီဆိုပင်လေရေအောက်ရောက်သွားတယ်ဆိုအတ္တလန်တိတ်စီတီအတ္တလန်တိတ်ကျော်ကြီးဟာပင်လေအောက်ရောက်သွားတယ်လို့ပြောတယ်အဲ့တော့အိန္ဒိယနိုင်ငံမှာလည်းတမိုင်းကြောင်းရှိတယ်ထန္ဒကီဆိုတဲ့မြို့ကြီးဟာတောဖြစ်သွားတယ်။နှုတ်ကလူဦးရေထူထပ်ပြီးအလွန်စီကားတဲ့မြို့ကြီးကတောဖြစ်သွားချက်ချင်းတောဖြစ်သွားထို့တူပဲကာလင်္ဂဆိုတဲ့တိုင်းပြည်ကြီးကလည်းတိုင်းပြည်လုံးပျောက်သွားပြီးတော့တောအုပ်ကြီးဖြစ်သွားတယ်။မစ္ဆတိုင်းဆိုတာလည်းတောအုပ်ကြီးဖြစ်သွားတယ်။မတင်္ဂဆိုတဲ့တိုင်းကလည်းတောအုပ်ကြီးဖြစ်ပြီးတော့တကယ်ကိုလူသူမရှိတဲ့တောကြီးမြင်မဲ့ရောက်သွားတယ်ဒါကတော့သမိုင်းကြာရှည်လူဖြစ်သွားတာတွေရှိတယ်လေဒီအဲ့ဒါတွေကလည်းသူတို့သမိုင်းရှိတယ်ဘာကြောင့်ဒီမျိုးကပြတ်သွားလဲပမာရဆိုရင်မှကြည့်လိုက်ဖိတ်တနုမျိုးဆိုတာပန်ထွားဘယမအုပ်ဆိုလာတဲ့ဖိတ်တနုမျိုးဘာကြောင့်ပြတ်သွားလဲပြတ်သွားတယ်ဆိုတာရှိတယ်အကြောင်းနော်သမိုင်းကြောင်းနေကြည့်မယ်ဆိုပြုတကောင်ပြုလူမျိုးတွေအုပ်ဆိုခဲ့တဲ့တကောင်ပြတ်သွားပြီဟန်လင်းမျိုးပြတ်သွားတယ်တခြားမျိုးတွေလည်းပြတ်သွားတယ်အခုတကားကစာရိတ်ထဲမှာဖတ်ရတယ်
အေယဝတီတိုင်းကအင်္ဂပူဆိုတဲ့မြို့နားမှာတောအုပ်ကြီးတယ်မှာမြို့ကြီးတစ်ခုရှိတယ်တောအုပ်ကြီးဖြစ်နေမြို့ကြီးတစ်ခုရှိတယ်အဲ့မြို့ကြီးတစ်ပြက်နေတောဖြစ်သွားတောဖြစ်သွားတဲ့မြို့တွေကအများကြီးရှိပါတယ်ခါလေကြည့်ပဲဆိုလို့ဒီနားနေမယ်မြင်းဆိုင်ဆိုတဲ့မြို့လည်းပဲတောဖြစ်သွားတာပဲရွာဖြစ်နေတယ်သူကတော့မြင်းဆိုင်တို့မက္ခရာတို့နော်အဲ့နောက်ပင်ရစကိုင်းအင်းဝမြို့မဟုတ်တော့တစ်ချိန်တုန်းကဖိတ်ဖိတ်တောက်မြို့ကြီးတွေအဲ့ဒါစီကားဆုံးပကံမြို့မဟုတ်တော့နောက်ပြီးတော့သူ့နာဘူမိမြို့မဟုတ်တော့ခုနကတော့ပြောတဲ့ထန္တကီတို့ဆိုကြတော့မြို့တယ်မြို့မဟုတ်တာတယ်မကဘူးလူသူမနေတဲ့တောအုပ်ကြီးကိုဖြစ်သွားတာလူသူကင်းမဲ့တဲ့တောအုပ်ကြီးကိုဖြစ်သွားတာအဲ့ဒါဘာကြောင့်လဲအဲ့ဒါတွေတောအုပ်ဖြစ်တယ်ဆိုတာကြားဘူးလားဆိုတော့ရှင်ပြရတဲ့အဲ့သမိုင်းကြောင့်သူကြားဘူးပါတယ်နော်ကြားဘူးပါတယ်ကဲဘယ်လိုထင်လဲတဲ့ဘယ်လိုကြားဘူးတာလဲဘာဖြစ်လို့တောဖြစ်သွားတယ်ဆိုတာကြားဘူးလားတဲ့ဘာကြောင့်ထန္တကီတို့ကလိန်ငါတို့မစ္ဆာတို့မတင်ငါတို့ဟာတောအုပ်ကြီးဖြစ်သွားတယ်လေတပည့်တော့ကြားဘူးတဲ့သမိုင်းကြောင့်ပြောမယ်ဆိုလို့ရှိရင်တဲ့ရသေးတွေကစိတ်ဆိုးလို့ရသေးတွေရဲ့စိတ်နဲ့ချိန်ဆလိုက်လို့သို့မဟုတ်ပြစ်မှားလိုက်လို့ထန္တကီကြီးမြို့ကြီးပြက်ပြီးတောဖြစ်သွားတာကာလိန်ကလည်းမြို့ပြက်ပြီးတောဖြစ်သွားတယ်မစ္ဆာကလည်းမြို့ပြက်ပြီးတော့တောဖြစ်သွားတယ်မတင်ကလည်းမြို့ပြက်ပြီးတော့တောဖြစ်သွားတယ်ရသေးတွေစိတ်ဆိုးလို့ရသေးတွေကချိန်စာတိုက်လိုက်လို့ဒါသူတို့သမိုင်းရအောင်ပြောတာနော်ရသေးတွေကချိန်စာတိုက်လိုက်လို့အဲ့ဒါတောဖြစ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားပြောပြတာစဉ်းစားပြောနော်တဲ့သေချာစဉ်းစားပြောရှေ့စကားနဲ့နောက်စကားမစမ်းမိတော့ဘူးတဲ့စိတ်နဲ့ဖြစ်စည်းတာနဲ့မြို့ကြီးတွေပြည့်စည်သွားတယ်ဆိုတာခုနကာယကံကအပြစ်ကြီးတယ်လို့ဆိုတယ်အခုကျတော့မနောကံအပြစ်ကြီးနေတယ်ဖြတ်နိုင်တဲ့စွမ်းအားကစိတ်ကပိုကြီးမားနေတယ်ဖြစ်စည်းတဲ့စွမ်းအားတောင်စိတ်ကပိုကြီးမားနေတယ်ကာယနဲ့ဖြည့်စည်းတာမကြည်မာဘူးစိတ်နဲ့ဖြည့်စည်းတာကြည်မာတယ်သင်ကိုယ်တိုင်ဂရုပေးခဲ့တယ်နော်တဲ့အမှန်တရားပေါ်မှာယက်တည်ပြီးတော့ဆွေးနွေးပါမယ်ဒါကြောင့်ဒီစကားဖြစ်ပါစေလို့ဆွေးနွေးပဲဖြစ်ပါစေလို့သင်ကိုယ်တိုင်ပြောခဲ့တာတဲ့အဲ့ဒီလိုလေးကမြောက်ပြောလိုက်တဲ့အခါမှာဥပလိဒါလန္ဒတထေကြီးဥပလိကအရှင်ဘုရားတဲ့အရှင်ဘုရားထောက်ပြတဲ့ပထမအကြောင်းပြချက်နဲ့ပဲတပည့်တော်ဟာကျင့်တတ်သွားတယ်အရှင်ဘုရားစကားမှန်တဲ့ဆိုတာတပည့်တော်သိသွားတယ်နော်ပထမစကားဆိုတာပထမဆုံးစကားဆိုတာခေါနာနိဂန္ဓတယောက်ဟာကာယကိုထိမ့်သိမ့်ပါလေနဲ့စိတ်ကိုမထိမ့်သိမ့်နိုင်သည့်အတွက်ကြောင့်မနောတတ္တဖြစ်သွားတယ်ဆိုတာစိတ်ကြောင့်ဖြစ်သွားတာကာယကိုတားလို့မရဘူးလေသူပြောတာကာယကစွမ်းအားကြီးတယ်ဆိုရင်ကာယကိုထိမ့်ရတဲ့နဲ့မနာကိုမထိမ့်နိုင်လို့ဆိုမနာကဆွဲဆောင်သွားတာနောက်ဆက်ဆက်စဉ်းစားလိုက်တဲ့အခါကျတော့စဉ်းစားကြည့်လေကာယနဲ့မနာဘယ်သူကချီးမာနေတော့ဒီကိုယ့်ဘဝလည်းကိုပြန်စဉ်းစားကြည့်လူတွေဟာလှုပ်ရှားသွားလာတာစိတ်ရစွမ်းအားတွေစိတ်ရှိမှဆိုလို့ရတယ်ဥပမာမဲ့လူတယောက်ဟာမိန်မောနေတယ်ကိုမရနေတယ်ဆိုတာဆိုစကားပြောနိုင်မှုတွေချို့လူတယောက်ဟာသိတော့မသိဘူးဒါပေမဲ့အသက်မရှူတော့ဘူးအသက်ရှူရက်နေဒါပေမဲ့အသေးစိတ်ရှိနေသေးသည့်အတွက်ကြောင့်သူကသိတယ်လို့မခေါ်နှလုံးခုန်နေသေးတယ်မသိဘူးအဲ့တော့မသိဘူးလို့ပြောရတာစိတ်ကြောင့်ပြောတာ
ရုပ်အနေနဲ့အလုပ်ကိုမလုပ်နိုင်တော့ကာယအနေနဲ့လှုပ်ရှားလို့မရတော့ဘူးသူကအသက်တောင်မရှိတော့သို့တော့သူဟာအသိစိတ်လေးရှိနေတယ်ဒါကြောင့်ကိုသိတယ်လို့မပြောဘူးအုံနောက်ကအလုပ်လုပ်နေသေးတယ်နှလုံးကအလုပ်လုပ်နေသေးတယ်ဆိုပါစို့ခုခေတ်နဲ့ပြောမှဆိုသိတယ်လို့ပြောသေးဘူးအဲ့ဒါကိုကြည့်မယ်ဆိုရင်ကာယကြီးကသိနေပြီတော့လဲစိတ်မသိသေးမသိဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်တစ်ခါစိတ်ပါမရှိတော့ဘူးအသိစိတ်ပါပျောက်သွားပြီဆိုရင်အဲ့ကြသိတယ်လို့သတ်မှတ်တယ်အဲ့တော့အဲ့ဒီမှာလည်းပဲစိတ်ကဥဆောင်နေတာပဲလေစိတ်ကအဓိကဖြစ်ပြီးတော့သိသွားတဲ့အခါကျတော့လေဟိုဘဝနဲ့ဒီဘဝဖြစ်ရတာစိတ်ဆွမ်းအားနဲ့ဖြစ်တာသိတယ်ဆိုတာလည်းစိတ်ပဲပရိသေတွေသိတယ်ဆိုတာလည်းစိတ်နဲ့ပဲစားတာပရိသေတွေဘဝစားတာလည်းစိတ်နဲ့ပဲစားတာကာယနဲ့စားတာမဟုတ်ဘူးလူဘဝပဲချိကလလရေးချိလေးပဲသူဘဝစားတာပရိသေတွေစိတ်လေးကစားတာစိတ်ဆွမ်းအားကြီးမှာသိတယ်ဆိုတာလည်းစိတ်နဲ့ပတ်သက်တယ်ပြန်မွေးတယ်ဆိုတာလည်းစိတ်နဲ့ပတ်သက်တယ်ဒါဟုတ်ဗမာတွေကဝိညာဉ်ကောင်လို့ပြောနေကြတာနော်တကယ်တော့စိတ်ဆွမ်းအားတယ်အဲ့ဒီမှာသူသဘောပေါက်သွားတယ်သဘောပေါက်သွားတော့ဘာလို့ပြောမလဲလို့၃ချိန်တိုင်ညင်းလိုက်တာ၄ချိန်တိုင်ညင်းလိုက်တာမြတ်စွာဘုရား၄မျိုးထုတ်ပြလိုက်တဲ့အခါကျတော့မှသူကအရှင်ဘုရားပြောတဲ့ပထမဆုံးအချက်ကလေးကတပည့်တော်ရှင်ဘုရားစကားကိုရှင်းနဲ့လက်ခံသွားပါတယ်တဲ့ဒါပေမဲ့လို့အရှင်ဘုရားရဲ့စကားတွေစမ်းကြဲတဲ့အရှင်ဘုရားရဲ့ဉာဏ်ကြီးဉာဏ်သွေးတွေပြောတဲ့စကားတွေကိုကြားခြင်းလို့တပည့်တော်ကတမင်ဟန်ဆောင်ပြီးတော့အရှင်ဘုရားပြောတာလက်မခံတာပါတဲ့နော်ဆိုပြီးတော့ထပြီးတော့ရှ िख ိုးတယ်ဘိက္ခန္တံဗန္တိဘိက္ခန္တံဗန္တိရှင်ဘုရားပြောတာဟုတ်လိုက်တာတေထာဘိဗန္တိနိကုစိတံဝါဥက္ကုစေယမှောက်ထားတဲ့အရာကိုဖွင့်လှန်ပြီးတော့ပြလိုက်သလိုဖုံးကွယ်ထားတဲ့အရာကိုဖွင့်လှစ်ပြသလိုလမ်းမနေတဲ့ပုဂ္ဂိုလ်လက်ဆွဲပြီးတော့လမ်းပြလိုက်သလိုအမောင်ထဲမှာအလင်းရောင်ထွန်းပြလိုက်သလိုရှင်ဘုရားပြောတာရှင်းလိုက်တာအမှန်တရားကိုတွေ့အောင်ရှင်ဘုရားပြောတာရှင်းလိုက်တာတဲ့ပြီးထွန်းပြလို့ရှိရင်အမောင်ထဲမှာရှိတာတွေအလုံးမြင်ရတယ်လို့အရှင်ဘုရားဤမျိုးမျိုးနဲ့အစစ်အမှန်အမှန်တရားကိုထုတ်ဖော်ပြတာဟာအလွန်ကျေနပ်စရာကောင်းလို့တပည့်တော်ဟာရှင်ဘုရားကိုကိုးကွယ်ပါတယ်ရှင်ဘုရားရဲ့တရားကိုကိုးကွယ်ပါတယ်ရှင်ဘုရားရဲ့တပည့်တန်ဃာတွေကိုကိုးကွယ်ပါတယ်တပည့်တော်ကိုရာသက်ပံအစင်ထာဝရကိုးကွယ်တဲ့ဥပဒကအဖြစ်မှတ်တော်မူပါလို့ဒါတထေးကြီးကအလနာတထေးကြီးကနိကန္နဘာသာနဲ့ဘုရားဘာသာပြောင်းလိုက်တာအဲ့ဒီချိန်အဲ့တော့ဒီနေရာလေးမှာဒီသူကြားဘူးတယ်ဆိုတဲ့သမိုင်းကိုကြည့်အောင်ခုနကတော့ဒီမြို့ကြီးတွေဟာဘာလို့မြို့ပြက်ကြီးတွေဖြစ်သွားလဲဘာလို့တောဖြစ်သွားလဲမြို့ကြီးတွေဖြစ်ပါလေရဲ့တန်းနဲ့တခဏလေးအတွင်းမှာမြို့ဟာပျက်စီးပြီးတော့တောအကြီးဘာကြောင့်ဖြစ်သွားသလဲအဲ့ဒီမှာသူကပြောတယ်ဣတိနံမနောပရောသေနာရှသေတွေကစိတ်ဆိုးလို့ဒါလူတွေသိတဲ့အဓိပ္ပာယ်ကိုပြောတာအမှန်ကတော့ရှသေတွေစိတ်ဆိုးလို့ဖြစ်တာမဟုတ်ဘူးတဲ့နော်စိတ်ဆိုးလို့ဖြစ်တာမဟုတ်ဘူးအဲ့ဒီတိုင်းပြည်အုပ်ချုပ်တဲ့မင်းနဲ့တိုင်းသူပြည်သားတွေရဲ့အလွဲအမှားချောင်အဲ့ဒီမျိုးချီးတွေမှာရှိတဲ့နတ်တွေကရှသေတွေကိုချီညိုတဲ့နတ်တွေကနေပြီးတော့ပြပူမျိုးရွာပြီးတော့ပြပူမိုးရွာချပြီးတော့မြို့ပြအောင်လုပ်ပလိုက်တာအဲ့တော့နတ်တွေရဲ့ချိန်စာမိတယ်နတ်တွေကလုပ်ပလိုက်တာလို့ဆိုလို့တယ်အဲ့တော့နတ်ဆိုတာလုံနိုင်စွမ်းရှိတယ်ဖြတ်စည်းပြစ်တတ်တယ်အဲ့ဒါကြောင့်အဲ့ဒီသမိုင်းကြောင့်ကိုကြတော့အထက်ကရာကနေပြန်ပြီးတော့ဖော်ထုတ်ပြထားတယ်စိတ်ဝင်စားစရာကောင်းလို့နားထောင်ကြည့်အောင်ထန္တကီဆိုတဲ့မြို့ကြီးဟာဘယ်လိုလုပ်တော့ဖြစ်သွားလဲနော်တစ်ချိန်တုန်းကကာလိန်ကတိုင်းမှာ
ကလိန်ကတိုင်းဂေါဒဝရီဆိုတဲ့မြစ်ကြီးရှိတယ်ဂေါဒဝရီမြစ်ကမ်းဘေးမှာဌာနကိဘုရင်ကြီးရဲ့ကုံဘပူရာဆိုတဲ့မြို့ကြီးရှိတယ်တဲ့ဌာနကိမင်းရဲ့ကုံဘပူရာဆိုတဲ့မြို့ရှိတယ်အဲ့ဒီမြို့ကြီးကိုအမိပြုပြီးတော့ဒီကိတဝိဆာဆိုတဲ့ယသိတစ်ပါးဟာဘုရင်ရဲ့ဥယျာဉ်ထဲမှာတပါးရဲ့အေးစစ်စစ်လာနေတယ်တရပင်ကဆိုတဲ့ဆက်ရှိတယ်အဲ့တရပင်ကဆိုတာဘုရားလောင်းယသိကြီးယသိဆရာကြီးသူ့ရဲ့အဟောပြောလိမ္မာပဏ္ဏမှုကြောင့်သူ့နောက်လိုက်ပြီးတော့ယသိဝတ်တဲ့လူတွေကတိန်ချီတန်းချီရှိတယ်အဲ့တော့ပရိသတ်တွေကလွန်များတဲ့တော်ထဲမှာအဲ့ဒီထဲမှာသူ့ရဲ့တပည့်ကြီးတစ်ပါးကပရိသတ်တွေများလွန်အားကြီးလို့အေးစစ်စစ်တယောက်တည်းနေခြင်းလို့ဌာနကိမင်းကြီးရဲ့ကုံဘပူရမြို့ကိုမှီပြုပြီးတော့ဘုရင်ရဲ့ဥယျာဉ်ထဲမှာတစ်ပါးတဲ့လာနေတာအဲ့ယသိကခိတဝိဆာယသိတဲ့အဲ့ဒီခိတဝိဆာယသိဟာသူကစပင်ကလည်းဘယ်တော့မှဖီးတာပြူတာမရှိဘူးစံကြေထုံးထားတယ်စပင်ကလည်းရှုပ်ပွားနှခမ်းမွေးလည်းမရိပ်ဘူးမုတ်စိတ်မွေးလည်းမရိပ်ဘူးအဲ့တော့မုတ်စိတ်မွေးကြီးကရှည်ပြီးတော့ဗိုက်ထီအောင်ဖုံးတယ်မြင်အောင်ပြောရမယ်ဆိုနော်နှခမ်းမွေးကလည်းမျက်နှာဖုံးလို့ပဲစပင်ကြီးကလည်းဖားရချထားသေးတယ်အဲ့တော့သူ့မျက်နှာပေါ်ဖို့တော်တော်ခက်တယ်ပိန်ကလည်းပိန်သေးတယ်ကြည့်လိုက်လို့ရှိရင်လူယုံမပေါက်ဘူးလို့ပြောသူ့အတိုင်းထားလိုက်တာစပင်ကလည်းမဖိတ်မဘူးအဲ့ဒါကိုတေးဥဖို့ပြီးတော့ရေးထားတာမျိုးတဲ့ပို့ပြီးတော့ဥပုံညာစာကျိုးတဲ့ဆိုးသေးတယ်သူကနော်ကိုယ့်ကိုပုံဖော်ကြည့်ဆိုရင်တွေကလည်းထုတပြည့်ကြီးဖြစ်နေတယ်နှခမ်းမွေးရလည်းပဲမျက်နှာဖုံးလို့မတတ်မုတ်စိတ်မွေးရလည်းအောက်တွဲကြတာဘိုက်ဖုံးလို့မတတ်တခါမှရိတ်ထားတတ်ရတာလောက်တာမဟုတ်ဘူးအကုန်လုံးအမွေးတွေကရှည်ခြင်းတိုင်းရှိလူရဲ့အသားရောင်လည်းပိန်သေးတယ်နော်အဲ့ဒီလိုပုံစံနဲ့သို့တော့သူဟာတာမန်ရဲ့သိမဟုတ်ဘူးဇံပိန်နေရတယ်တကူရှိတယ်နော်ဇံပိန်နေရတကူရှိတယ်အဲ့ဒီလိုဘုရင်ရဲ့ဥယျာဉ်ထဲမှာနေတဲ့အချိန်မှာသူ့ကိုကိုးကွယ်သူကတယောက်တည်းရှိတယ်အဲ့ဒီဌာနကိမင်းကြီးရဲ့စစ်သူကြီးသေနာပတိချုပ်ကသူ့ကိုကိုးကွယ်တယ်သူကတော့ချီညိုတယ်အဲ့ဒီမှာပြဿနာဘယ်အစားတော့ဆိုရှေးခေတ်ကပြည်တန်းစာဆိုတာယာဓုပေးထားတာအချောဆုံးလှဆုံးအမျိုးသမီးတယောက်ကိုဘုရင်ကနေခံပြီးတော့ထားတာရှေးခေတ်ကအမျိုးသမီးတွေဟာရှုပ်လှလို့ရှင်လည်းအန္တရာယ်ကြီးတယ်နော်အန္တရာယ်ကြီးတော့ဘုရင်ကအဲ့ဒါပြည်တန်းစာအဖြစ်ခံထားတာတနေ့ကျတော့ तू ကပြည်တန်းစာဆိုတာသူတို့ကဘုရင်ကခံထားတဲ့ပြည်တန်းစာဆိုတာခုံရှိသေးရှိသူတို့နေတဲ့အဆောက်အအုံကလည်းကြီးမားတယ်သူ့ရဲ့အချမ်းရနေရလည်းအများကြီးပဲရှိတယ်ပြိုသမီးချမ်းရနေတယ်သွားလာလှုပ်ရှားတဲ့အခါမှာလည်းပဲအချမ်းရအတိုင်းဝိုင်းနဲ့သွားတာသူကတရက်ကြတော့မြို့ထဲမှာယထာတွေစီးပြီးတော့အမျိုးသမီးတွေလှပိတ်ချောပိတ်ဆိုတဲ့သူ့ရဲ့ရံရွေတော့အမျိုးသမီးတွေနဲ့ခြံရံပြီးတော့မြို့ထဲမှာရှိုးပြပြီးတော့သွားတာဘုရင်ကြီးကမြင်တော့သူ့ကြောင့်ငါတို့မြို့စီကားနေရတယ်ဆိုတာမဖြစ်သင့်ဘူးပေါ့လေကဲဒီနေ့ကစားပြီးသူတို့ရရုချက်လိုက်ချပလိုက်ပြီအမိန့်ထုတ်လိုက်တယ်ဒီနေ့ကနေစားပြီးသူ့အခွင့်အရေးတစ်ခုမှမပေးတော့သူ့လောကင်ဆောင်ရတဲ့အကုန်ပိတ်ပလိုက်တယ်ပိတ်ပြလိုက်တော့ရှာရုကျသွားတဲ့အခါမှာသူခင်ဗျာခါတိုင်းလို့အချမ်းရံသင်ပင်နဲ့နေလို့မရဘူးဝင်ငွေလည်းမရှိဘူးအဲ့ဒါနဲ့သူလဲတ
ရဲမှာတော့ဥယျာဉ်နဲ့ထွက်လာဥယျာဉ်နဲ့ထွက်လာအလုံးကိုင်းမရှိစိတ်ကညစ်ဥယျာဉ်နဲ့ထွက်လာတော့အဲ့ဒီရသေးကြီးနဲ့ပဲပဲမှတွေ့တယ်ရသေးကသူ့ဟာသူနေတာတစ်ပင်အောင်မှာသူမျက်စိထဲမှာကြည့်လိုက်တဲ့အခါကျတော့စံဂိတာကလက်လေးသစ်မကဘူးမျက်နှာဖုံးသလောက်ဖြစ်မုတ်စိတ်မွေးကြီးကထူလည်းပြင်းနဲ့နှခမ်းမွေးနဲ့မုတ်စိတ်တေးနဲ့မျက်လုံးလေးပေါ်ရုံများပဲအဲ့ဒီရသေးကိုမြင်လိုက်တဲ့အခါမှာသူကတရေတကောင်လို့စိတ်ထဲမှာအောင်းမိပါကျက်သေးမရှိတဲ့တရေကောင်ကြီးလို့စိတ်ထဲမှာအောင်းမိတာပိန်ကလည်းပိန်သေးတယ်နော်နန်းရိုးပြိုင်ပြိုင်ထားပြီးတော့နေတာအဲ့ဒါမြင်တော့သူကမကြိုက်ဘူးကျက်သေးတုံးတယ်ပေါ့ဒါကြီးမြင်ရတာအဲ့တော့ခုခေတ်လက်လူတွေလောက်ကြတယ်လေအတုဝပုတ်ပြီးရင်တော့မှမလေးတရောကဲမွန်းနဲ့ခေါင်းလျှော်တယ်တချို့ကမတတ်တာလို့အတုဝလိုက်ပို့ရင်အိမ်ရောက်ရင်တခါမလေးခေါင်းလျှော်လိုက်သေးတယ်ဘာလို့လဲတင်းကြိုင်ကပါလာမှာဆိုလို့အမင်္ဂလာတွေပါလာမှာလူတွေကမင်္ဂလာကိုကြိုက်တာအဲ့တော့သူမြင်လိုက်တဲ့အခါကျတော့စက်သိမရှိလိုက်တာunlucky ကန်ဆိုးတယ်စက်သိမရှိဘူးဆိုပြီးတော့သူပါလို့တုံးဆိုဒီစက်သိမရှိတဲ့ကောင်စက်သိမရှိဘူးဆိုလို့ရှိရင်လူတွေကဘာလို့လဲရှိတတ်တယ်နော်စက်သိမရှိတဲ့ဟာကိုထွေထွန်လို့လေရှိကြတယ်လေနော်စက်သိမရှိဘူးဆိုရင်ထွေထွန်တသွေးထွေးငယ်ငယ်တော့ဆိုရင်မိုးချုပ်မှအိမ်ဝပြန်လာလို့ရှိရင်တဆေးပါမှဆိုလို့ထွေထွန်လောက်ရတယ်လူကြီးတွေပြောတာလို့အိမ်ဝတက်တယ်ပဲဆိုထွေထွန်တသွေးတွေပါထွေးပလိုက်ရမထွေးလို့ရှိရင်တဆေးတွေသေးတွေလိုက်လာမှဆိုလို့အခုလည်းပဲစက်သိမရှိဘူးဆိုပြီးတော့အဲ့ဒီသေကြီးကိုတတွေးနဲ့ထွေးရှေးကိုယူပြီးတော့သွားတွေပါတွေတိုက်မလုတ်တွေပါတွေချင်းပြီးတော့အဲ့ဒီသွားတိုက်တာသူတို့ကတော့ခုလို့သွားတိုက်တာမဟုတ်ဘူးဓမ္မယိုးတို့ဘာလို့နဲ့တိုက်ပြီးတော့အဲ့သွားတိုက်တဲ့ဓမ္မယိုးတွေရောဘာတွေရောအကုန်လုံးရှစ်သေးကြီးရဲ့ခေါင်းမော့ထက်စံညစ်တွေနဲ့ရှုပ်နေတဲ့ပုံမှာပြစ်ထည့်လိုက်တသွေးကလည်းထွေးလိုက်သေးတယ်သူတွားတိုက်ထားတဲ့ဓမ္မယိုးကြီးကလည်းအဲ့ပေါ်တသွေးလေးထွေးအဲ့တော့ချက်တီတုံးတာပျောက်ဖို့ဆိုပြီးတော့ရေရလောက်တာပေါ့နော်ရေရလောက်တာပေါ့ဒါမျက်စိနဲ့မကောင်းတာမြင်ရလို့ရှိရင်သူတို့လောက်တဲ့ရေရကအဲ့ဒါမျိုးရေရလောက်တာအဲ့ဒါထွီထွန်လောက်ပြီးတော့ကန်ကောင်းပြန်လောက်တယ်ပေါ့အဲ့ဒီလိုလှုပ်ပြီးသွားကအရှိသေးတယ်ဘယင်ကဗာစိတ်ပေါက်လို့မှမသိဘူးပြန်တတိယပြီဟေးပြည်တဲ့ဇာမဖယ်သွားတော့ဒီမျိုးမှာပဲရှိပါတယ်ဆိုသူပြန်ခန်းတာလိုက်ကြယာရုပြန်မေးလိုက်ဆိုပြီးတော့အမိန့်ချလိုက်တော့အဲ့ဒီကပြန်လာချက်ချင်းယာရုရအဲ့လိုယာရုရလိုက်တဲ့အခါကျသူကအတွေးလွဲတော့ကိုကြည့်ဒီယသိကြီးကိုထွီထွန်လှုပ်ပြီးတော့တတွေးတွေနဲ့ထွေးခဲ့လို့ရှေရယာခြေသွားပြီးတော့သူယာရုပြန်ရတယ်လို့ထင်သွားတာအဲ့ဒါလောကမှာတိုက်ဆိုင်မှုတွေရှိတတ်တယ်အဲ့ဒါသတိထားရတယ်နော်ဘာမှမဆိုင်ပေပဲလို့တိုက်ဆိုင်သွားတယ်အဲ့ဒါနဲ့သူကယသိကြီးကိုဒီလိုလှုပ်လိုက်လို့သူယာရုရတယ်အဲ့လိုစိတ်နော်အဲ့ဒီလိုဖြစ်ပြမျိုးကထပ်ဖြစ်လာပြန်ပရောဟိတ်ပုံနာကြီးယာရုကြသွားတယ်ယာရုဖြုတ်ခံလိုက်ရတဲ့အခါကျတော့သူလဲဒီပြည်သူသမတော့ယာရုပြန်ရတယ်သူဘယ်လိုလုပ်လဲဘယ်လိုအကတ်တာလဲဘာတွေအကတ်ကောင်းလို့ပြန်ရလဲဆိုတော့ပြည်သူသမစီသွားမေးတော့သူတော့ဒီလိုလုပ်တာပဲတဲ့ဥယျာဉ်ထဲမှာအဲ့ဒီကာလကန္ဒီကျက်တိတုံးတဲ့ယသိကြီးရှိတယ်အဲ့ဒီကိုသွားပြီးတွေးနဲ့ထွေးတာအဲ့ဒီလိုယာရုပြန်ရတယ်လို့သူပြောတာ
သူယုံကြည်ခြင်းနဲ့ပြောတာပဲအဲ့ဒါနဲ့ပရောဟိတ်ကြီးကလည်းဟာဒါတော့ဖြေရပြီဆိုရေတွေကသွားချေခုခေတ်လည်းအဲ့လိုရေတွေကခြေတာမျိုးတွေကြောက်စရာကောင်းနော်မဟုတ်လည်းမဟုတ်ပဲနဲ့အဲ့ဒီပရောဟိတ်ကြီးကလည်းခုနလိုပဲရေတွေကသွားခြေတယ်ရေတွေကသွားခြေတဲ့အခါမှာအဲ့ဒီရေတွေကခြေပြီးပြန်လာတာနဲ့တပြိုင်နက်ဘုရင်စီကအမိန့်စာရောက်လာပရောဟိတ်ကြီးယာရုပြန်ခန်းတယ်ဆိုရယ်ယာရုခန်းစာရောက်လာဟာဟုတ်ပြီငါလည်းရေတွေကခြေသွားပြီဒါသိကြပြီနှစ်ယောက်တော့မှယာရုပြန်ရတယ်အဲ့ဒါနဲ့သတင်းကကြီးတဲ့ကြီးလာအဲ့ဒီချိန်မှာတိုင်းစုံပြည်ပါမှာဒီဘုရင်ကြီးရဲ့နိုင်ငံမှာမြို့စုံမြို့ပါတွေမှာတပုံနေထားလို့ဘုရင်ကြီးကစစ်တိုက်ထွက်ရတပုံနေကိုနိုင်နေမှုထွက်ရတဲ့အခါပရောဟိတ်ကြီးသွားလျှောက်တယ်ရှင်မင်းကြီးစစ်ပွဲမှာနိုင်ရခြင်းသလားနိုင်ရခြင်းရရကောင်းတာရှိတယ်ပေါ့ဘာလို့အောင်လဲဥယျာဉ်ထဲမှာအဲ့ဒီယသိယုတ်ကြီးရှိတယ်ပေါ့တရေရုပ်ပေါက်နေတဲ့ယသိကြီးရှိတယ်အဲ့ဒီယသိကြီးကိုသွားပြီးတော့တတွေးထွေးရတယ်သူကောင်းမော့တတွေးထွေးအဲ့ဒါလို့လို့ရှိရင်ပြီးရင်တမင်ကြီးပြန်အောက်နိုင်လိမ့်မယ်စစ်ပွဲမှာအောက်နိုင်လိမ့်မယ်ဆိုဘုရင်ကလည်းငတုံးဆိုတော့ယုံနာပေါ့အဲ့သွားတယ်သွားပြီးတော့သူ့ရမကဘူးဘုရင်ဆိုတော့သူ့ခြံရံနေရောအကုန်ခေါ်သွားတာခေါ်သွားပြီးအလုံးဝိုင်းပြီးတော့တသွေးမထွေးမနေရအလုံးထွေးကြအောင်ယသိကြီးကောင်းမော့တိုင်းတမျိုးလုံးကတသွေးဝိုင်းထွေးတာအေးစဉ်းစားကြည့်ပေါ့ပြီးတော့ထပူတွေစားရှည်တွေနဲ့အဲ့ဒါသွားတွေတိုက်အဲ့ဒါတွေအကုန်ခေါင်းမော့တင်ချီကန်းတိုက်လို့ကိုဖြစ်သွားခေါင်းမော့မှာထုတ်ချောင်းတွေကပြည့်သွားယသိကြီးကတော့ဘာမှမပြောဒီတိုင်းမှငုတ်တုတ်ထိုင်အဝိုင်းတွေထွေးပြီးတော့ဘုရင်ကြီးကစစ်တိုက်သွားတာစစ်ပွဲကလည်းနိုင်လာပြန်ဖြစ်ချင်တော့စစ်ပွဲနိုင်လာတယ်နိုင်လာပြီးတော့မြို့ကိုအောင်ပွဲခံမယ်ဆိုပြီးတော့မြို့ပြင်ဆင်နေတဲ့အချိန်မှာမြို့ပြင်မှာခဏစခန်းချပြီးတော့မြို့ထဲမှာပြင်ဆင်မှုတွေပြီးတာနဲ့ဘုရင်ကြီးကတတ်တော်ဝင်းတော်တွေခင်းပြီးတော့အောင်ပွဲပြဖို့အခမ်းအနားနဲ့ဝင်လာတယ်မြို့ထဲဝင်လာဘုရင်ကြီးမြို့ထဲဝင်လိုက်တာနဲ့ပိုးလေးကဖွာဖွာနဲ့ကြာလာနော်ပိုးလေးကဖွာဖွာနဲ့ကြာအဲ့ဒီချိန်လေးမှာဒီယသိကြီးဒီလိုဖြစ်တယ်ဆိုတာစစ်သူကြီးကကြားတယ်စစ်သူကြီးကကြားတော့အဲ့ယသိကြီးစီကိုပြေးသွားလိုက်တယ်ပြေးသွားတော့ဟိုသူတို့လှုပ်ထားတာတွေအကုန်လုံးဖြစ်တော့စစ်သူကြီးကကြောင်မြောင်အောင်ကြိုက်ပြီးတော့ဥယျာဉ်ထဲမှာရေတွေခတ်ပြီးတော့ယသိကြီးကိုအကုန်လုံးတန်ရှင်းရေးလုပ်ပြီးကောင်းမောဟာမိုက်တွေအကုန်ဖယ်ပြစ်တရွေတွေအကုန်ဆေးကြောနန္ဒရေတွေဘာတွေနဲ့အကုန်လုံးအနန္တတွေပြောင်းအောင်အကုန်လုပ်ပြီးတော့ပေးတယ်နော်စစ်သူကြီးအဲ့ဒါကြတော့စိတ်မကောင်းလို့အကုန်သွားလှုပ်တယ်အကုန်သွားလှုပ်တာအဲ့ချိန်မှာစစ်သူကြီးကတိခတ်မှာလို့ဆိုရှောက်တယ်အေးငါတော့ဘာမှမဖြစ်ဘူးဒါပေမဲ့နတ်တွေကစိတ်ဆိုးကုန်ပြီနတ်တွေကစိတ်ဆိုးကုန်ပြီသုံးမိုင်းကွဲသွားပြီနတ်တွေလူတွေသာကွဲတာမဟုတ်နတ်ကလည်းသုံးအုပ်စုကွဲသွားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသုံးအုပ်စုတအုပ်စုကတော့ဘုရင်ကိုတတ်ပစ်မယ်ဒါတအုပ်စုနောက်တအုပ်စုကတော့ဘုရင်နဲ့လှုပ်တဲ့လူတွေပါတတ်ပစ်မယ်နောက်တအုပ်စုကတော့တမျိုးလုံးပြောင်းအောင်လုပ်ပစ်မယ်အဲနောက်ဆုံးအုပ်စုကလှုပ်တော့မယ်တမျိုးလုံးပြောင်းအောင်လုပ်မယ်အဲ့ဒါနတ်တွေကတော့စိတ်ဆိုးနေပြီဒါပေမဲ့ငါအဖြေတစ်ခုပြောမယ်မင်းတို့အချိန်မီငါကိုယ့်အပြစ်ကိုကြည့်ပြီးတော့ငါ့ကိုတောင်းပန်မယ်ဆိုလို့ရှိရင်ဒါတွေမဖြစ်ဘူးမဖြစ်အောင်လုပ်လို့ရတယ်လို့ပြောလိုက်တော့
စစ်သူကြီးအပြေးလွှားဘုရင်ကြီးစီသွားလျှောက်တယ်နတ်တွေစိတ်ဆိုးကုန်ပြီတိုင်းပြည်ဖြတ်လိုက်မယ်ဆိုတော့ဘုရင်ကြီးကမယုံဘူးအဲ့တော့ဘုရင်ကြီးမယုံဘူးဆိုလို့ရှိရင်ကျွန်တော်ကတော့စစ်သူကြီးမလုံနိုင်တော့ဘူးနှုတ်ထွက်တယ်ဆိုတော့မင်းနှုတ်ထွက်ခြင်းနှုတ်ထွက်သူသားသမီးမိသားစုတွေခေါ်ပြီးတော့ပြောင်းသွားတယ်ပြီးတော့ကျန်တဲ့သူစကားနားထောင်တဲ့လူတွေလည်းပြောင်းအဲ့ဒီအချိန်မှာဘုရင်ကြီးကအောင်ပွဲခံမှုမြို့ထဲလေခန္ဓာနဲ့ဝင်လာရောမိုးလေးတွေတဖွဲဖွဲနဲ့ကြာလာတမျိုးလုံးကိုအေးချမ်းလို့လူတွေထင်တာငါတို့ဘုရင်ကြီးအောင်ပွဲရလားကြည်တဲ့မိုးတော်ရွာလာရှင်းနဲ့နေကြတာသိမကြဘူးမိုးဖွဲလေးတွေရွာပြီးတော့မိုးလေးရွာချပြီးတဲ့အခါပါလာတော့ကောင်းကင်ကပန်းနေကြလာမြက်လေးပန်းနေရွာချလိုက်တာဟာဟုတ်ပြီရှယ်ရသိကောင်းတာပဲကြည်တဲ့ကောင်းကင်ကတော့ပန်းနေကြလာတယ်ပြောလိုက်ကြတာလူတွေကနော်သိမကြဘူးပန်းနေကြပြီးတဲ့နောက်မှာစက်တိုက်ဆိုသလိုပဲငါမှုစီလေးတွေတို့ပဲစီလေးတွေတို့နော်ရှေးတုန်းကအခုခေတ်လူတွေပြောရခက်တယ်ခုခေတ်လူတွေကစက်ကူပဲပြင်မှုတော့တာဟုတ်တော့မလားထင်းငါစီလေးတွေရှေးတုန်းကတော့တပည့်တို့တပူးတို့ငါမှုတို့တမတ်တို့ရှိတယ်လေတကြက်တို့အဲ့ဒါလေးတွေကကောင်းကင်နေကြာလာလူတွေကဟာထိုးပြီးရင်ကြီးပုံကန်နေကြည်လားကြာလာပြီကြက်ပြားစီလေးတွေပါကြာလာတော့လူတွေထွက်ကောက်ကြဒီပိုက်ဆံသေးပွဲမလို့ခြင်းတဲ့လူတွေကမထွက်သေးဘူးအဲ့ဒါလူတွေအိမ်ကထွက်အောင်လုပ်တာအဲ့ဒါပါဆွဲလုပ်တာနောက်ကြတော့ဘာတွေလုပ်တော့ဆိုလက်ဆွဲလှလှလေးတွေလက်စွပ်ကွင်းလှလှလေးတွေနော်လီဆွဲလေးတွေလှလှလေးတွေလူတွေဝတ်ဆင်နဲ့အဝတ်တန်းစာလှလှလေးတွေကကောင်းကင်နေကြာလာအဲ့ကြတော့လူခုံအပြင်ထွက်ပြီးတော့ကောက်ကြတာယူကြတာအဲ့ဒီလူလည်းဖြစ်ပြီးတော့လူတွေလည်းအကုန်ထွက်ပြင်လဲရောက်ရောပါလုပ်လိုက်တယ်ဆိုအဲ့ဒီလိုအကုန်လုံးထွက်လာတဲ့အခါမှာလူတွေထွက်ပြီးတော့လောဘဇောနဲ့ရှူးနေကြတဲ့အချိန်လေးမှာဘာဖြစ်လာတော့ဆိုတော့သူတို့ရဲ့အကုသိုလ်ကြောင့်မို့လို့ပြဘူးမိုးရွာချလာဟေးပြီပြဘူးမျိုးတွေရွာချလာတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာလက်နဲ့မိုးတွေရွာတယ်တစ်ဖက်သွားရှိတဲ့လက်နဲ့နှစ်ဖက်သွားရှိတဲ့လက်နဲ့မျိုးစုံအဲ့ဒီဓာတ်တွေကလူတွေရဲ့အသားတွေကိုခုတ်ဖြတ်ပြီးတော့အပေါ်ကနေကြာလာတယ်နောက်တစ်ခါမီးကြီးမိုးတွေရွာချတယ်ရဲကနေလူထီရင်တစ်ခါတည်းပူအကုန်လောင်းနောက်ကြတော့အိမ်တို့ကြောင်းတို့လောက်ရှိတဲ့တောင်ကြောက်တုံးကြီးတွေကြာလာအဲ့ဒါတွေကြာလာပြီးတော့လက်သီးစုပ်လောက်ကနောက်တစ်ခါကြာလာတယ်ကြာလာပြီးတော့နောက်ဆုံးကြတော့သဲမှုန်မွားလေးတွေကြာတယ်သဲမှုန်မွားလေးတွေကတဖြည်းဖြည်းနဲ့ကြာလိုက်တာအတောင်80လောက်ထိအောင်အနက်ရှိသွားတယ်တဖြည်းဖြည်းမြုပ်ပလိုက်တာမှန်နော်မြုပ်ပလိုက်တာအဆောက်အဦတွေပါမြုပ်သွားအကုန်လုံးဘယ်မှလည်းပြေးထွက်เสียမရှိတော့တဖြည်းဖြည်းနဲ့လက်နဲ့မိုးတွေနဲ့ရွာချလိုက်တဲ့ကြတဲ့လူတွေပြေးလို့မရတော့ဘူးအကုန်လုံးကြောက်ခဲမိုးတွေနဲ့ဖိပြီးတဲ့အခါကျပြဘူးမျိုးရွာတယ်နောက်တစ်ခါပြသဲနုလေးတွေအကုန်လုံးရွာလိုက်တယ်ရွာလိုက်တဲ့အခါမှာတမျိုးလုံးဟာမြေကြီးအောင်ရောက်သွားသဲပုံကြီးအောင်ရောက်သွားအဲ့ဒါအိန္ဒိယမှာတစ်ခါတော့ကတွေ့တယ်ဘုန်းကြီးတို့အိန္ဒိယကိုတောင်ပိုင်းကိုကားနဲ့သွားတဲ့အခါမှာသ
တဲမိုးရွာတာဆိုအဲ့မှာတွေ့ဘူးတယ်တကယ်အဲ့ဒီရှေ့ကိုကမောင်းလို့မရအောင်မှန်နေကိုတဲတွေကဖြက်နဲ့လာမှန်နော်ကားကိုရပ်ထားလိုက်တဲ့အခါကျတော့ပေါ်တဲတွေကတဖြည်းဖြည်းကြီးလာများလာကားပိန်တစ်ဝက်လောက်ထိအောင်ရောက်လာကံကောင်းလို့ပြုတ်တော့မြုပ်မသွားဘူးခဏနေတော့ရပ်သွားတယ်ဒါအိန္ဒိယမှာရှိတယ်အဲ့ဒါတဲမိုးဆိုတဲလေးတွေနဲ့ပါလာတယ်မုန်တိုင်းတိုက်တဲ့အခါမှာတဲတွေပါလာတာအဲ့ဒါမျိုးရွာချလိုက်တဲ့အခါကျတော့အကုန်လုံးမြုပ်သွားတယ်အဲ့ဒီပွဲမှာဒုထ3ယောက်ပဲရှိတယ်တဲ့စစ်သူကြီးရဲ့မိဘကိုလှုပ်ကြွေးတဲ့တခါတူရဲ့သူတို့ဟာရာမတဲ့မိဘကိုလှုပ်ကြွေးတဲ့ရာမဆိုတဲ့လူနောက်ပြီးတော့ခိတဝိစာရသေးကြီးသူကဥယျာဉ်ထဲမှာရှိတယ်သူထွက်မပြေဘူးအဲ့ဒီလွတ်သွားတာတဲမိုးလွမ်းပြီးတော့ခြုံတာသူတို့မပါဘူးသူ3ယောက်လွတ်သွားပြီးတော့တိရစ္ဆာန်တွေကလည်းပဲနေရရေမရှိတော့ရေရှိတဲ့နေရာပြောင်းရင်နဲ့အားလုံးလွတ်သွားကြတယ်အခုသူတွေမှာမပါတဲ့တရားတွေအကုန်လုံးလွတ်သွားတယ်တဲ့အဲ့ဒီကနေစပြီးတော့ဒီဌာနကိမင်းကြီးရဲ့ကုမ္မပူရမြို့အပြင်လဲရောက်ရောအားလုံးကအနေကင်းသွားတယ်ဒီတစ်မြို့လုံးတော့ခံလိုက်ရတယ်မြို့ပြင်ရောက်တဲ့လူတွေလွတ်သွားတယ်မြို့သူပြည်သားတွေအားလုံးခံတယ်အဲ့ဒီကနေစပြီးတော့ဌာနကိဘုရင်ကြီးရဲ့မြို့ဟာတဲ့အောက်ရောက်သွားတယ်မြေကြီးအောက်ရောက်သွားတယ်ဆိုတာလို့ပြောတာအဲ့ဒါကိုပြောတာသူတို့တပိုင်းကြောင်ရဌာနကိရိညာဌာနကိဘုရင်ကြီးရဲ့တိုင်းပြည်ကြီးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာအဲ့ဒီနီးနဲ့ပျက်စီးသွားတာပါတဲ့ဖြည်းဖြည်းချင်းတော့ဖြစ်သွားတာမဟုတ်ဘူးဒါကအထက်ကရာကနေပြီးတော့ထိစက်အလုံးကိုယူပြီးတော့ထုတ်ပြတာအဲ့ဒါဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်ဥပါလိတထေကြီးကပြောတာတော့ရှက်သေးတွေကစိတ်ဆိုးလို့ဖြစ်တာလို့ပြောတယ်ရှက်သေးတွေရဲ့ကျိန်ဆဲလို့ဖြစ်တာလို့တကယ်ကတော့ရသေးကသူ့တော့ကောင်းသူကမကျိန်ဆဲဘူးရှက်သေးတွေကိုစောကားလို့နတ်တွေကသီးမခံနိုင်လို့နတ်တွေရဲ့စိတ်တကူနဲ့ဖြစ်သွားတာလို့ပြောတယ်နော်နောပရောဒဆိုအဲ့ဒါကိုကြည့်အေးနောက်ရကြမှာဆက်ပြီးတော့အပိုင်း3ကိုဟောရအောင်အဲ့တော့ဒီဇလန်ကိုတပိုင်းလေးကအထက်ကရာမှာဇလန်အနေနဲ့ပါထားလို့အဲ့ဒါလို့ဖြစ်လာတာဟာယသိတွေကိုစောကားလို့နတ်တွေရဲ့ဒေါသနဲ့ချေမုန်းခံလိုက်ရလို့ဒီမြို့ကြီးဟာတောအုပ်ကြီးဖြစ်သွားတယ်ဆိုတာအိန္ဒိယနိုင်ငံမှာတမိုင်းကြောင်းရှိတယ်အဲ့ဒီခေတ်ကတမိုင်းရှိတယ်ဆိုတာကိုမှတ်သားနိုင်ကြတယ်အဲ့တော့ဒီဇလန်းကိုကြည့်မယ်ဆိုရင်လည်းကာယကံနဲ့ဝစီမနောကကကြီးမားတယ်ဆိုတာကိုရသော်ဗျာထင်ရှားပြတာပဲဖြစ်တယ်ဒါကြောင့်ဘယ်အရာပဲဖြစ်ဖြစ်စိတ်ဆွမ်းအားကပူကြီးမားတယ်ကာယဆွမ်းမားတဲ့စိတ်ဆွမ်းအားပူကြီးမားတယ်ဆိုတာမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့မနောကနာပြည့်ကြီးတယ်ဆိုတဲ့စကားကိုအတည်ပြုတာပဲဖြစ်တယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့အရာခသိမ်းမှာစိတ်ဆွမ်းအားဟာကြီးမားတယ်ဆိုတာမှတ်သားပြီးကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲမိမိတို့စိတ်ကိုကောင်းစွာတိဆောက်ပြီးတော့လုပ်ဖို့ရည်ကြီးတယ်ဆိုစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ကြပါစေကုန်သတည်းရှိသက်ချာရှင်ဖရာဖရာတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကို
ပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှံလောကဆောင်နှံတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ပုံကျင်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း